Okay ကမျိုးတို့ဒီနေ့တော့ကျွန်တော်တို့EX5 ကိုကျွန်တော်တို့ block service block help supply service လုပ်ပြမှာဖြစ်ပါတယ်နော် web ရပါ web ဆိုတာသူတွေ web တရားတွေ EX5 တွေကအကုန်လုံးအတူတူပဲလုပ်ဖို့လုပ်ပြရတော့တူတူပဲနော်ဒီမှာဆိုလို့ရှိရင်တော့ help ဖြုတ်မယ် block ဖြုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ help ထဲမှာကျွန်တော်တို့ cam ဒီ rocker ဒီကောင်းမကောင်းတေချာလေးစစ်မယ်နော်ကျွန်တော်တို့ဒီ block head တွေ block revo လို့ pistol တွေအတိတ်ထိတောင်မှလည်းကျွန်တော်တို့ rocker မကောင်းဘူးဆိုလို့ရှိရင်အတားအမြင်မှာပဲပြီးလို့ရှိရင် cam မကောင်းရင်လည်းအဲ့လိုပဲအဲ့ကြောင့်မလို့ကျွန်တော်တို့ဖြိုးတဲ့ခါကျလို့ရှိရင်ကျွန်တော်အကောင့်ဆိုတော့တေချာလေးစီမံပါလေကြရပါလို့မယ်ပြီးလို့ရှိရင်ခက်နည်းနည်းလေးစားတော့လို့ရှိရင်ခက်ထဲတာပိုကောင်းတယ်ခက်မှာကီမီရှာမကောင်းမှုနည်းနည်းစားတော့လို့ရှိတော့ဒါအမိမှာပဲတိုင်းပြချင်ရတာမငြီဘူးလေနော်အဲ့ကြောင့်မလို့ကီမီရှာခက်ကဒါလည်းအရေးကြီးတယ်ချက်ကေရွာလည်းနေတယ်ဒီမှာရွာမကောင်းဘူးကီမီရှာမကောင်းဘူးဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်ကျွန်တော်တို့က engine pack ဒီ main တိုင်းပြချင်းဖက်ကိုဖြုံးမယ်ကျွန်တော်တို့ main နဲ့ကိုအရင်ဖြုံးမယ်အရင်တော့ဆိုလို့ရှိရင်ဒီ spanner တွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကရိုက်တူနဲ့ရိုက်ထုတ်တာပေါ့ကွာကျွန်တော်တို့ကလော်တာလေးနဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပချင်းခါပဲဖြုံးမယ်နော်တိုက်ပချင်းတွေတော့လည်းဒီ oppa ဒီကျွန်တော်တို့စေစနာတွေအကုန်လုံးအသေးထည့်မယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ white shoe ဒီ orange ဒီကျွန်တော်တို့အသေးပဲပြန်လို့အဟောင်းသုံးလို့ရတယ်ဒါပေမဲ့နောက်တစ်ခါမှပြင်ပြအောင်နောက်တစ်ခါမှပြင်ပါအောင်ကျွန်တော်တို့အသေးပဲတစ်ခါနဲ့ထည့်လိုက်မယ်ပြီးလို့ရှိရင် service လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ cam ကီမီရှောင်းတင်ထည့်မယ်ကီမီရှာလေးကောင်းတဲ့ဆိုတော့ကီမီရှာအဟောင်းပဲထည့်မယ်ဒီမှာ rocker လည်းကောင်းတဲ့သုံးလို့ရတဲ့ rocker ထည့်မယ်ဒီ rocker ထည့်မှာ spray ပြရှိရနော်အဲ့ဒီခါကျတော့ကျွန်တော်တို့မဖြစ်မနေထည့်ရမယ်တကယ်လို့ဒီဟာမကောင်းတော့ဘူးဆိုလို့ရှိတော့ကီတာရိုက်တဲ့အချိန်မှာလေကျွန်တော်တို့ကဖုတ်ဆိုပြီးမှကျွန်တော်တို့ကိုခြေထောက်ကိုပြန်ရိုက်တဲ့ဟာဆိုလို့ရှိရင်တအားခင်းနေရတာတအားမှာလို့ရှိတော့ဒီ spray လည်းဘယ်လိုပြောမလဲ spray မကောင်းလို့လို့တော့အဲ့လိုမျိုးကင်းနေရတာတအားမှာသွားတာ okay ပြီးလို့ရှိရင်ကျွန်တော်တို့ကဘလော့ဖျောက်သွားမယ်ဆိုလို့ရှိရင်ဒီမှာ page တင်ကိုဖြုတ်မယ်ကျွန်တော်ဒီ block revo လုပ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီ piston ကိုကျွန်တော်အဟောင်းပြတော့မှာမဟုတ်တော့ဘူးကျွန်တော်တို့ revo လုပ်တယ်ဆိုတော့ piston အတီးပဲနဲ့နည်းနည်းဟိုပါပဲဖြစ်သွားတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ piston ရင်းကိုပြထည့်မယ်ဒါတော့ share ပဲတေချာလေးစေးကြုံနဲ့ revo လုပ်ထားတယ်ဆိုတော့အတီးတိုက်ပဲကျွန်တော်နေဖက်မှာဆိုလို့ရှိရင်တော့ revo လုပ်တာမရှိဘူးလေနော် piston ပဲထည့်တယ် ring ပဲထည့်တယ်ဆိုတော့ကျွန်တော်ကတော့ revo နဲ့လုပ်တယ်ဆိုတော့ piston အတီးတိုက်ပဲပြဖြစ်တာလေပြီးလို့ရှိရင်တိုက်ပြချင်းထည့်မယ်ဒီဟာတွေကတော့ဆိုင်ကယ်လုတ်ကိုလုံးနေရတော့အခြေခံအကုန်လုံးအတူတူပဲဒီမှာဆိုလို့ရှိရင်လည်းကင်ဘိုတေယုံပိတ်ဆိုလို့ရှိရင်ကင်ဘိုတို့ဟိုကြာတော့အကုန်လုံးအတူတူပဲဟောင်တာဆိုလို့ရှိရင်အဲ့လိုပဲဒီယမဟာဆိုလို့ရှိရင်လည်းလုတ်ကိုလုံးနေရတော့ဆိုင်ကယ်ကတော့အတူတူပဲဒါပေမဲ့ EFI ဆိုလို့ရှိရင်နည်းနည်းပညာမိလာပြီဆိုတော့လေတော့ဒေတာလက် Q ဆိုင်လေးလာရမယ်ကျွန်တော်ဘလော့လက်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် engine က gasket ကမရှိလို့ကျွန်တော်ကengine ကနေပဲတုံးလိုက်တယ်နော်ပြီးရင်ကျွန်တော်တို့head ဘလော့လက်ထည့်ပြီးဆိုကျွန်တော် head ထည့်မယ်share gasket ဒီနားလေးဖို့လေတေချာလေးကျက်မယ်နော်ဒီလိုနားကျက်ဖို့ဆိုလို့ရှိရင်တော့ဆင်းလို့တဲ့ခါကျလို့ရှိရင်တော့ gasket ပေါက်တာလေနော်ဒါပူလာတဲ့ခါကျလို့ရှိရင်တော့နားလေးချက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့temperature အဖို့ကိုဖုံးမယ်နော်temperature အဖုံးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့wet shoe ဒီ ori ဒီရှိရနော်အဲ့မှာကျွန်တော်တို့ကမသုံးပဲနဲ့ကျွန်တော်တို့ကဗာလဲChris နဲ့ပဲတုံးမှာနော် Chris ဆိုတော့ကတုံးတယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ပြဖြိုးတဲ့ခါကျတော့ဒါရှုပ်တယ်လေနော်အဲကြောင့်မလို့ကျွန်တော် Chris ပဲတုံးထားလိုက်တယ်ကဲအမျိုးတို့ရဲ့ဒီဗီဒီယိုကိုကြည့်ပြီးမှကြိုက်နှစ်တဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးတော့ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်တယ်